အားလုံးပဲမင်္ဂလာပါကျွန်တော်မုံသားလေးပါအခုကျွန်တော်မိတ်ဆွေတို့ကိုတင်ပြပေးသွားမယ့်နည်းပညာလေးကကျွန်တော်တို့မိမိနဲ့တက်တက်ပုံလေးတွေအပေါ်မှာကိုယ့်ရဲ့တက်ပုံလေးတွေအပေါ်မှာကြပြလေးတွေရေးချင်တယ်အမှတ်တရစာလေးတွေရေးချင်တယ်ပြီးတော့ကျွန်တော်တို့ photos comments လေးတွေလုပ်ပြီးတော့ပေးချင်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ပြုလုပ်တဲ့နည်းပညာလေးနဲ့အသုံးပြုတဲ့ APK လေးအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုအသုံးပြုဖို့အတွက်ကျွန်တော်တို့ mobile app လေးတစ်ခုလိုအပ်ပါတယ် application လေးတစ်ခုပေါ့နော်အဲ့ဒီ application ရဲ့ link ကိုလည်းကျွန်တော်က comment ထဲမှာချပေးသွားမှာပါမိတ်ဆွေတို့ရှိမှအဲ့ဒီ application လေးမရှိသေးဘူးဆိုရင်တော့ကျွန်တော်ပေးထားတဲ့ link ကနေ download လုပ်ပြီးတော့ကျွန်တော်တို့ဖုန်းထဲမှာ install လုပ်ထားလိုက်ပါကဲဖုန်းထဲမှာဒီအသုံးပြုမဲ့ app လေးလည်းရှိပြီဆိုရင်ကျွန်တော်တို့ပထမဆုံးအဲ့ဒီကို install လုပ်ထားတဲ့ mobile app လေးကိုကျွန်တော်တို့ဖွင့်ပေးမယ်ကဲဒီနေရာရောက်လာကိုယ့်ရဲ့ application ကိုဖွင့်လိုက်လို့ဒီနေရာရောက်လာပြီဆိုကျွန်တော်တို့ကစာရေးတဲ့ပုံရှင်းနေရာသွားမှာဖြစ်တဲ့အတွက် cap app ရှာဆိုတာကိုနှိပ်မယ်ပြီးကျွန်တော်တို့အပေါ်နှိပ်မယ်ကဲဒီနေရာရောက်ပြီ slap photo ဆိုတဲ့ point ကိုရောက်လာပြီဒီနေရာရောက်လာပြီတော့ဒါကျွန်တော်တို့ကကိုစာရေးခြင်းနဲ့တပ်ပုံရှိတဲ့နေရာကိုတွားပြီးတော့အဲ့တပ်ပုံကိုရေးရှယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာမိတ်ဆွေတို့ကတော့မိတ်ဆွေတို့ပုံသိမ်းထားတဲ့နေရာသိဖို့လိုပါတယ်ကျွန်တော်ကတော့ဒီမှာဒီပုံလေးပေါ်မှာရေးပြသွားမှာပါကဲကိုစာရေးခြင်းနဲ့တပ်ပုံလေးဒီမှာရွေးပါကျွန်တော်တို့ဒီမှာဒီဘုရားပုံလေးကျွန်တော်ရွေးလိုက်မယ်နော်ကဲကို slap photo လုပ်လိုက်လို့ဒီနေရာကိုပြန်ရောက်လာပြီဒီနေရာကိုပြန်ရောက်လာပြီဆိုကျွန်တော်တို့ဒီအောက်ရှင်မှာရှိရကျွန်တော်တို့ point လေး၄ point ရှိရကိုအသုံးပြုဖို့အတွက် point လေးတွေအဲ့ဒီ point လေး၄ခုဒီညာဘက်အရှမ်းကနေဒုတိယဖြစ်တဲ့ sticker ဆိုတာကိုကျွန်တော်တို့နှိပ်ပေးရမှာပါကျွန်တော်ဒီနေရာမှာမိတ်ဆွေတို့ကိုနည်းနည်းပြောချင်တာကကျွန်တော်ကအခုမိတ်ဆွေတို့ကိုအဓိကဦးစားပေးပြီးတော့တင်ပြပေးသွားမယ့်နည်းပညာကကျွန်တော်တို့ပုံလေးပေါ်မှာစာရေးတဲ့နည်းပညာလေးကိုတင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာလေးနှိပ်ပြီးတော့ကျွန်တော်ရှင်းပြသွားမှာပါပြီးရင်ကျွန်တော်တို့ဒီမှာဟိုဒီ application လေးရဲ့ point တွေကတော့အများကြီးပါကိုညာကောင်းတယ်လို့တွင်နေခြင်းနဲ့အသုံးပြုလို့ရပါတယ်နည်းပညာသမားတွေလည်းအင်မတန်ကြိုက်တဲ့ app တစ်ခုပါမိတ်ဆွေတို့လည်းဆောင်းသားသိချင်ပါတယ်ကဲကျွန်တော်တို့အဲ့လိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ title ဆိုတော့ဒီ T ပုံလေးကိုနှိပ်ရမှာဖြစ်ပါတယ်ဒီနေရာကိုရောက်လာဒီနေရာကဆိုဒီအဖြူကွက်လေးထဲမှာကျွန်တော်တို့ click တစ်ချက်ထောက်လိုက်မယ်နော်ထောက်လိုက်ရင်ကျွန်တော် keyboard ပေါ်လာရင်ကျွန်တော်တို့ဒီမှာကိုကြက်တဲ့ font ရေးမယ်ဒီလိုဖောက်ရေးမယ်ရေးပြီးကိုကဒီမှာကိုရေးခြင်းတဲ့အကြောင်းရေးပါကျွန်တော်ကတော့ဒီမှာမင်္ဂလာညချမ်းလေးကဲဒီမှာကျွန်တော်တို့မိတ်ဆွေတို့ကျွန်တော်ပြချင်တာဒီမှာကိုရွေးလိုက်တဲ့ point တော့အပေါ်မှာကိုရွေးလိုက်တဲ့ point နဲ့ဟုတ်လားကျွန်တော်တို့ကမပေါ်ပါဘူးမြန်မာသားပေါ်တဲ့မြန်မာသားပေါ်ပါတယ်မပေါ်တာရှိပါတယ်တကယ်လို့ကိုကဒီလိုရေးရတဲ့မြန်မာဘာသာမပေါ်ဘူးဆိုရင်ကျွန်တော်တို့ကအဲ့ဒီမပေါ်တဲ့ဒီအပေါ်ကအင်္ဂလိပ်လိုဖြစ်သွားတဲ့ပေါ်လေးကိုကျွန်တော်တစ်ချက်ထောက်လိုက်ဒီအပေါ်သုံးမှာဖောက်ဒီမှာတော့အောက်မှာကိုလုံးချင်တာတွေကိုလည်းလောက်ပိုင်ခွင့်ရှိသေးတယ် side တွေ fit color တွေ outline color တွေအများကြီးရွေးချယ်လို့ရပါသေးတယ်ကျွန်တော်ကတော့ဒီမှာမြန်မာစာဖောက်မှန်တဲ့အတွက်ဖောက်ဆိုတာကိုနှိပ်ပေးမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာနည်းနည်းကိုလိုက်ရွေးကြည့်လိုက်မြန်မာစာဘယ်လိုနေထားမှမှာဟောဒီမှာကျွန်တော်မှန်သွားပါပြီမှန်သွားပြီဆိုရင်ကိုရေးချင်တာလည်းရေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကကိုရေးချင်တာလည်းရေးလို့ပြီးသွားပြီနော်ကဲကိုစိတ်တိုင်းကြလည်းဖြစ်ပြီးတကယ်လို့အယောင်တွေပြောင်းချင်နေတဲ့ဒီပေါ်မှာမင်္ဂလာညချမ်းလေးမှာအဝါရဲ့အမဲရဲ့ဖြစ်နေတယ်ကိုကဒီအယောင်လည်းမနစ်သက်သေးဘူးအယောင်ပြောင်းချင်နေဆိုအဲ့မင်္ဂလာညချမ်းဆိုတဲ့အပေါ်လေးကိုကျွန်တော်ကလစ်တစ်ချက်ထောက်လိုက်ပါပြီးဒီမှာကျွန်တော်တို့ color တွေကြက်တယ်လို့ရွေးလို့ရပါတယ်ကျွန်တော်ဒီမှာပါကြက်တယ်လို့ရွေးလို့ရပါတယ်နော်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့စိတ်တိုင်းကြအခုနေပြောပါကျွန်တော်ဒီမှာတို့ကပဲရှင်းပြတော့မနော်ပြီးရင်ကိုစိတ်တိုင်းကြဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီညာဘက်တောင်းလေးမှာအမှတ်အရာအစိမ်းလေးရှိတယ်အဲအစိမ်းလေးကိုကျွန်တော်နှိပ်ပြီးလိုက်ပါဩကျွန်တော်ရောက်လာဒီလိုရလိုက်ရင်ကိုလိုချင်တဲ့နေရာလေးကိုလက်လေးနဲ့ဒါလေးဆွဲချလာနော်ဆွဲချလာပြီးဒီမှာပေလေးမှာ၄တော့ကြီးမယ်သေးမယ်နော်အကြီးသေးလုပ်လို့ရသေးတယ်ကျွန်တော်တို့ကဲကိုကဒီစလုံးအဆောင်လေးလိုချင်တယ်ဆိုတော့ကျွန်တော်တို့ဒီ၄တောင်ဒီအပြ၄တောင်ဒီပေါ်လေးမှာတွေ့လားအဲ၄တောင်လေးတစ်ချက်ထောက်လိုက်ဟောခွာလေးဖြစ်သွားပြီပြီးအဲတောင်လေးကဟာလေးတစ်ချက်ပြတ်ထောက်လိုက်အဝိုင်းလေးကျွန်တော်အဲဝိုင်းလေးလက်လေးနဲ့ဖိပြီးလှည့်ကိုလိုချင်လိုမျိုးလေးနော်ပြီးနည်းနည်းလေးအောက်ဆွဲချလိုက်ရင်သေးသွားမယ်ပြီးပြည့်ဆွဲမယ်နော်အသေးကြီးကဲကျွန်တော်တို့မှာပြန်တဲ့မယ်ကိုကခုနလိုမျိုးပုံလေးပြန်ဖြစ်ချင်တဲ့အဲအဝိုင်းလေးပေါ်မှာဒီဘက်ကအပြာရအဝိုင်းလေးပေါ်တစ်ချက်ထောက်လိုက်တော့၄တောင်ပြားလေးပြောကိုကစိတ်တိုင်းကြနောက်တစ်ခါပြန်ပြောင်းမယ်တော့လို့ရောကျွန်တော်တို့စလုံးနဲ့ရှင်းလို့ရသေးတယ်နော်ကဲတကယ်လို့ကိုကစိတ်တိုင်းကြဖြစ်သွားပြီဆို app လက်လေးနဲ့ဆွဲချလာပါပြီးတော့ရင်ကျွန်တော်တို့
ကိုစိတ်တန်းကြလည်းပြင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အဲ့ဒီပုံပေါ်မှာလက်လင်းတစ်ချက်ထောက်လာပျောက်သွားပြီအဲ့လိုပျောက်သွားပြီကိုစိတ်တန်းကြဖြစ်ပြီလားကြည့်ပါတကယ်လို့ကိုစိတ်တန်းကြဖြစ်သွားပြီဆိုရင်ဒီပုံကိုစိတ်လုပ်ပြီးယူရတော့မယ်အဲ့လိုစိတ်လုပ်ဖို့အတွက်ကျွန်တော်တို့ဒီအောက်မှာ bottom မှာ4 point ရှိအဲ့4 point တွေညာဘက်အစုံဆုံးက EEHPORT export ဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ပြလိုက်မယ်နော်ဒီနေရာရောက်လာပြီကျွန်တော်တို့အလွယ်တကူအပေါ်မှာပဲစိတ်လိုက်ပါကျွန်တော်တို့ပုံကြည့်တဲ့ဟိုနေမှာပဲနော်နေလိုက်ဒီနောက်တစ်ချက်အပေါ်သုံးမှာပဲထပ်နေမယ်ပြီး yes နေမယ်ဒါဆိုရင်တော့ကျွန်တော်တို့ပုံကိုခုနပုံလေးကိုကျွန်တော်တို့တက်ကြည့်လိုက်ပါဒီမှာကျွန်တော်တို့ရောက်နေပါပြီနော်အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ကျွန်တော်လည်းညွှန်လင့်ပါတယ်လိုအပ်ချက်များရှိရင်လည်းနားလည်ပေးပါ